တခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့ရှမသက်ခရစ်ဝင်အခန်းကြီး29အငယ်39မှ66ထိရှမသက်ခရစ်ဝင်အခန်းကြီး29အငယ်39မှ66ထိလမ်းမှာတွာလာသောသူတို့ကလည်းဗိမာန်တော်ကိုဖြိုဖျက်၍3ရက်အတွင်းတွင်တိဆောက်ပြန်သောသူကိုကဲတင်လော့ဘုရားသခင်ဤသားတော်မှန်လျင်လက်ဝါးကတ်တိုင်မှဆင်းလော့ဟုမိမိတို့ခေါင်းကိုညှိ၍ကဲရဲ့သောစကားနှင့်ပြောဆိုကြ၏ထိုနည်းတူယေဘရဟိအကြီးကျမ်းပြုเสียလူအကြီးအကဲတို့ကဤသူသည်သူတစ်ပါးတို့ကိုကဲတင်တတ်၏ကိုမကဲတင်နိုင်ပါတကားဤတည်လရှင်ဘရင်မှန်လျင်လက်ဝါးကတ်တိုင်မှယခုဆင်းပလေစေဆင်းလျင်ငါတို့ယုံကြည်မည်သူသည်ဖျားသခင်ကိုကိုးစားပြီးငါသည်ဖျားသခင်ဤသားဖြစ်၏ဟုဆိုပြီးတို့ဖြစ်၍ဖျားသခင်သည်သူ၌အလိုတော်ရှိလျင်ယခုပင်ကဲတင်တော်မူပါလေစေဟုပြည့်ရည်ပြု၍ပြောဆိုကြ၏ထိုနည်းတူကိုရောနှင့်တကွလက်ဝါးကတ်တိုင်မှရိုက်ထားသောဓမြတို့သည်လည်းကဲရဲ့အဖြစ်တင်ကြ၏မွန်းတဲ့အချိန်မှစ၍သုံးချက်တီးအချိန်တိုင်အောင်မြေတစ်ပြင်လုံး၌မှောင်မိုက်အတိဖြစ်လေ၏သုံးချက်တီးအချိန်၌ယေရှုကအေလိလာမရှာဘခတ်တနီဟုကြီးသောအတန်နှင့်ကြွေးကြော်တော်မူ၏အနက်ကအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်းဟုဆိုလိုသည်ထိုအရက်၌နေသောသူအချို့တို့သည်ကြားလေသူသည်အေလိယကိုခေါ်သည်ဟုဆိုကြ၏လူတစ်ယောက်သည်ချက်ချင်းပြေး၍ရေမိုးတထွေးကိုပုံးရည်နှင့်ပြည့်စေပြီးလေကျူလုံးဖျား၌တိုက်၍ကိုတော်အားတောက်ဆိတ်သောငါပေးလေ၏ကျွင်းသောသူတို့ကရှိစီတော့အေလိယသည်သူ့ကိုကယ်တင်ခြင်းငါလာမည်မလာမည်ကိုကြည်ကြကုန်အံ့ဟုဆိုကြ၏ယေရှုသည်ကြီးသောအတန်နှင့်တဖန်ကြွေးကြော်ပြီးလျှင်အသက်တော်ကိုလွှတ်တော်မူ၏ထိုအခါဗိမာန်တော်၏ကလကာသည်အထက်ဆုံးမှအောက်ဆုံးတိုင်အောင်ဆုတ်ကွဲလေ၏မြေကြီးလှုပ်လေ၏ကြောက်များတို့သည်ကွဲပြားကြ၏တင်းချိုင်းတွင်တို့သည်ပွင့်လစ်သဖြင့်ကျိန်းဆက်လျက်ရှိသောတန့်ရှင်းသူတို့၏အလောင်းများစွာတို့သည်ထကြ၍ကိုယ်တော်ထမြောက်တော်မူသည်နောက်ထိုသူတို့သည်တင်းချိုင်းတွင်မှထွက်၍တန့်ရှင်းသောမြို့ထဲသို့ဝင်ပြီးလျှင်လူများစွာတို့အားထင်ရှားကြ၏ယေရှုကိုစောက်သောတပ်မှူးမှစ၍စစ်သူရဲများတို့သည်မြေကြီးလှုပ်ခြင်းစသည်တို့ကိုမြင်လျင်အလွန်ထိတ်လန့်၍စင်စစ်ဤသူသည်ဖျားသခင်ဤသားတော်မှန်ပေ၏ဟုဆိုကြ၏ဂါလိလဲပြည်ကယေရှုနောက်တော်၌အလုတ်အကျွေးလိုက်လာသောမိန်းမအများတို့သည်လည်းထိုအရက်၌အဝေးကကြည့်ရှု၍နေကြ၏ထိုမိန်းမတို့တွင်မာဂဒလမာရိယာကုပ်နှင့်ယောသေတို့၏အမိဖြစ်သောမာရိနှင့်ဇေဗေဒဲ၏သားတို့၏အမိပါကြသည်ညအချိန်ရောက်မှအရိမဿဲမြို့သားယောသပ်အမိရှိသောတထေးသည်ယေရှု၏တပည့်တော်ဖြစ်သည်နှင့်ပိလတ်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုတောင်းလေ၏ပိလတ်မင်းသည်အလောင်းတော်ကိုပေးစေခြင်းကအမိန့်တော်ရှိသောယောသပ်သည်အလောင်းတော်ကိုယူ၍ဖြူစင်သောပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်ကြောက်၌ထွင်းသောမိမိသင်္ချိုင်းတွင်တစ်ထဲမှထားလေ၏ကြီးစွာသောကြောက်ကိုလည်းတွင်းဝ၌လှိမ့်ထားပြီးမှသွား၏မာဂဒလမာရိနှင့်အခြားသောမာရိသည်ထိုအရက်၌သင်္ချိုင်းတော်ရှေ့မှထိုင်လျက်နေရကြ၏အဘိတ်နှင့်လွန်၍နက်ဖြန်နှင့်ရောက်လျင်ယေဘရဟိအကြီးနှင့်ဖာရိရှဲတို့သည်ပိလတ်မင်းထံ၌စုဝေး၍ထိုလှဲ့ဖျားသောသူကငါသည်3ရက်မြောက်သောနေ့၌ထမြောက်မည်ဟုမသိမီပြောသည်ကိုအကျွန်ုပ်တို့မှတ်မိပါပြီထို့ကြောင့်သူ၏တပည့်တို့သည်ညအခါလာ၍အလောင်းကိုခိုးယူပြီးနှင့်သူသည်တေခြင်းမှထမြောက်တော်မူပြီဟုလူအပေါင်းတို့အားပြောဆိုကြသောရှေ့အမှားထက်နောက်အမှားတာ၍ကြီးမိဟုစိုးရိမ်စရာအကြောင်းရှိသည်ဖြစ်၍သင်္ချိုင်းတွင်ကို3ရက်မြောက်အောင်လုံခြုံစွာစောင့်စိမ့်သောငါအမိန့်ရှိတော်မူပါဟုလျှောက်ကြလျင်ပိလတ်မင်းကသင်တို့၌လူဆောင်တတ်ရှိ၏တွားကြတတ်နိုင်သမျှအတိုင်းလုံခြုံစွာစောင့်စေကြဟုဆိုလေ၏ထိုသူတို့သည်တွား၍ကြောက်ကိုတစိတ်ခတ်ပြီးလျှင်အဆောင်ထားလျက်သင်္ချိုင်းတွင်တော်ကိုလုံခြုံစွာပြုကြ၏အလုံးပေါ်မှာဖျက်ရှင်ကောင်းချီးပေးပါစေ